အောင်တစီ၍အောင်ခီကိုရောက်နိုင်ကြစေအောင်ပါစီသပြေပန်းနဲ့အောင်ကြောင်း
မြတ်တာဝေအောင်မြင်ကြပါစေအောင်နိုင်ကြပါစေပြည့်ပြပေါင်းဝေးကွာရှောင်းကအောင်ကြောင်းဖြစ်ပါစေအောင်တန်စီ၍အောင်ခီးကိုရောက်နိုင်ကြစေအောင်ပါစေသပြေပန်းနဲ့အောင်ကြောင်းမြတ်တာဝေအောင်တန်စီ၍အောင်ခီးကိုရောက်နိုင်ကြစေအောင်ပါစေသပြေပန်းနဲ့အောင်ကြောင်းမြတ်တာဝေအောင်မြင်ကြပါစေအောင်နိုင်ကြပါစေပြည့်ပြပေါင်းဝေးကွာရှောင်းကအောင်ကြောင်းဖြစ်ပါစေကြောင်းကြီးโอเคတကယ်ကိုကျွန်တော်အထက်ဘက်ကနေကျွန်တော်လူတွေမရှိကြပါဘူးအားလုံးကြီးဆုံးပါလေနော်โอเคဖြစ်ဆုံးတဲ့လက်ခင်းလေးပါကျွန်တော်တို့ဒေသနာများနဲ့တူတော်ပြီးဆက်ပါအောင်ပေါ့โอเคနော်အကပြည်တဲ့ရှင်နာမည်လေးဝိုင်းစုကျော်လို့ခဏများတော့တတိငယ်လေးဖြစ်တဲ့ပန်တစ္ဆာလို့မင်းတစ္ဆာလည်းပါလို့ဒီဆိုတဲ့အကြောင်းကိုကျွန်တော်တို့တော်ပြီးဆက်ရှင်ကကျွန်တော်တို့လည်းလူတွေနဲ့အင်အားစုရဲ့ဒေသများနဲ့ပြီးတော်ပြီးဆက်ပြီးပြရတယ်ခင်ဗျာဟုတ်ကဲ့
Thank you.
Amen.
ခြင်းငါထက်မှုသောဖရာယေတနာကေယယေတနာတံဃာယေတနာ၌ဘယ်နာမောရှိခိုးရခြင်းသည်ယတ္တရေမိဓမ္မတံမိမိတို့ယုံကြည်အတောင့်တသောကောင်းကျိုးချမ်းသာဟုသည်များကိုဒါဒီဒီဘုရားပင်ပင်ပြီးပြည့်စုံနိုင်ပြီးဒီလိုကြံကံပါလိလာရှိပြီးနေလျောညီစွာရှိခိုးပူသောဖူးမြော်မှလည်းဘတော်တရားတော်တကိသကာရဝပနာမကောင်းမှုကုသိုလ်အစီရင်နာပြပြတို့ကြောင့်မိမိတို့ဒီအသက်ချင်းချင်းစင်လာချမ်းသာပြီးကိုယ်အပညာပညာပြီးဘလို့အမှုပေါ်ပြီးခြင်းမယားရှိတဲ့တော်စည်းတဲ့ဥစ္စာယာတုခန္ဓာတို့ကိုရရှိခြင်းရရှိပြီးကစည်းတဲ့ဥစ္စာယာတုခန္ဓာတို့ကိုဒီကဲမြဲပြည့်စွာသောလောကီကောင်းကျိုးချမ်းသာမင်္ဂလာဖျားဖျားကိုပြည့်စုံကြရပုံပြီးရင်ဇာတိဒုက္ခသရဒုက္ခဗျာတိဒုက္ခမရဏဒုက္ခတို့ဤကိလေသာသမာဓိတို့အဘိခဏတနိဗ္ဗာန်ဖြစ်ပြီးမြတ်သောလွယ်ကူသောအကျင့်လင်းမြတ်သောပညာဖြင့်ရာလွယ်ရောက်လွယ်မြတ်မောက်ပြုဝင်နိုင်သောပုဂ္ဂိုလ်လူပုဂ္ဂိုလ်များပါဠိရှင်တွေဖြစ်ကြပါစေမယံဗန္တိကရဏိနာကာသင်္သကိလံသမာဓိယမဓမ္မေတိလံနိဗ္ဗာနတပစ္စေယောဟောတုပါခေယအပ္ပမဒိနတံပါဒိထာအစီအစဉ်ရကျိုးစံကြကျေးရွာလင်းလက်ရဲ့ဒေဂီကအဖွဲ့မဝိုင်းစုကျော်တဲ့အဖွဲ့မှာကျိုးကြောင်းတိုက်ကြီးဖိတ်ခေါ်တဲ့ဓမ္မအင်းဖြင့်ဒီဆိုပူဇော်ပေးရဖြစ်ပါလေခင်ဗျာ
ကဘုရားဝိသသုတောင်းပန်တာအာလီလာသာသာတော်ရစ်ဖက်ပူဇော်ပေးဖြစ်ပါတယ်ခင်ဗျာရာဇဝတ်တွေပြီးတော့ဒီမလာတဲ့ကျူးကြီးတော်အုပ်စုရိုးကြောင့်တဲ့ဒီဦးစီးပရဏမဟာနာယကသာသနာပြုသတ္တဝဇောတိကဘောဓစိတော်ရရှိတော်မူပြီးဗတ္တန္တထေရဝတ္တမဟာဒေရှင်သူများအားဂုဏ်ပြုပူဇော်ပြီးသုတောင်းပတနာမေတ္တာအာပိဒကာရပါဗျာထိုကာလဖြင့်ဝိရထေရှင်ဗတ္တန္တထေရဝတ္တအားပူဇော်တော်ဝင်ပြုတော်မူပါဗျာဒိဋ္ဌဇနာသမောတံတုတိတယံတုမယလကဒုက္ခကမမဇနာပိဝန္တုမေတ္တာဒေသနာဒိဋ္ဌဇနာသမောတံတုတိတယံတုမယလကဒုက္ခကမမဇနာပိဝန္တုမေတ္တာဒေသနာဒိဋ္ဌံပြမစုံနေစုတရားဝတိနတ်လူရှိစေတရားမွေးကိုမြတ်ရေးဆောင်ပဲကဲပဲပဲတေတကတုတရားမှုဖြင့်သုံးမျိုးစုစုကြကုန်သောမဟာဇနာသတ္တမဇောတိကဘောဓစိတ်တော်ယဗတ္တနာထေရဝတ္တဤဘုရားပူဇာအာဂရာမြတ်စွာသောတော်တရားကလည်းမမောင်းသူတော်ကောင်းတို့သည်မောဒတုမပေမပဘဝချမ်းသာဆွေလောင်းဝါပြောတော်မူနိုင်ကြပါစေကုန်သတည်းမောဒတုကျမ်းပြမမရှမ်းကြသာသာလမ်းလာပြပြဝမ်းမောနတာဇမရှန္ဒဝန္တလဗျာနာမနိဗ္ဗာန်ရောက်နိုင်အောင်ဩဘွေရခေရှင်တဲ့တကဝါလာလာလည်းမြတ်တော်တော်မောင်တို့ဆွေလန်းတဲ့ဝမ်းမြောက်တော်မူနိုင်ကြပါစေကုန်သတည်းဘယရကဘယအာရကဘေမတိယမကအေးမြကြည်လေရှားသာခြင်းချီကြကုန်ပြီဖြစ်၍တိတယတုဘေဘေမတိဝေဝေကဤတွေ့တွေ့မိမိအေတိတိဘေတိဝေမိတွေ့မိအေတိဘေမတိယမကတပိဩတတ္တမဂုဏ်တုပံကိုစေမြတ်ပတ္တာဗတ္တန္တထေရဝန္တနဲ့ပူဇော်ကြီးပြောတော်စေအပေါင်းတို့ဘေမတိယမကအေးမြကြည်လင်းရှားပြတော်မူနိုင်ကြပါစေကုန်သတည်းဒုက္ခကမစယောကိုပါနဗျာကြီးညမရှာသာခြင်းကိုအလိုရှိကြတော်သောမဟာဇနာအေးမြို့စေယနိဗ္ဗာန်မြို့ညာဟုတင်သူတော်ကောင်းပေါင်းတို့သည်မေတ္တာဒေသနာမြေမောက်တဲ့နေရာမှာရေမတင်စိတ်ထားမောက်တဲ့ပုဂ္ဂိုလ်ကိုလူမခင်သလုံးမိမိစိတ်ကိုရှိသူမဆိုးမွေဆွေညွတ်တဲ့တို့ထောင်လွှားမနာမရှိပါပဲဆရာတကာရည်နဲ့ကြလို့မေတ္တာရည်မခံထားရှိနိုင်ပဲသာမေတ္တာမိုးကြီးကိုဒီဝန်တို့ရှားသာဆင်းရဲမခွဲခြားပဲလာသမျှလူဝေခ၍ခါယူတောင်းနိုင်ကြပါစေကုန်သတည်းဘေဝန်တို့သင်္ကန်းပကုတ်တစေနိုင်ရွတ်တော်ရွ
စီဆရာတော်များရဲ့ဟောဝါဒအရအော်လာသမျှလူတွေပါသမျှလူမယ်လေဒါနစုတဝေဝေလာသမျှလူတွေပါသမျှလူမယ်လေတိုင်းဒေသကြီးပြည်နယ်များတွင်
2025ခုနှစ်မတ်လ2ရက်တပေါင်းသားပြည်ခါသမယတွင်ဝတ်တစိတ်တော်များကိုနိုင်ငံတော်အကြီးအကဲများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများဦးဆောင်၍ပြည်သူများနှင့်အတူသာသနာရေးဆိုင်ရာဝတ်တစိတ်တော်များစက္ကန့်လူများအနှင်းခဲ့ပါသည်ဗျာထိုကဲ့သို့စက္ကန့်အနှင်းပူဇော်ရာတွင်ဘုရားတပည့်တော်တို့ပြည်နာမျိုးနယ်မှာအုပ်စုတစ်ခုတည်းတွင်ဝရအထင်ရှင်သမားထူးခြားစွာထွက်ပေါ်လာခဲ့ပါသည်ဗျာထိုအရှင်များကိုလည်းမိမိတို့တက္ကသိုလ်မှာအပေါင်းတို့ကလည်းမဟာတပိပူဇော်တကာယကာတဝတ္တိပူသောဒေသနာတော်နှင့်အညီကြီးကျယ်ခမ်းနားပြေဝါစွာပူဇော်ခြင်းမျိုးမျိုးနှင့်ပူဇော်ခြင်းကိုပြုလိုက်တဲ့မှုကျမ်းဂန်တွင်ဆိုလိုရှိခဲ့ပါသည်ဗျာထို့ပြင်ဩဂလဝိသေသောဇာတိတဘောဟုသောဒေသနာတော်နှင့်အညီဤကဲ့သို့ထူးခြားသည့်ပုဂ္ဂိုလ်တို့ကိုယဟန်ရှင်သူပြည်သူအပေါင်းတို့၏အလဲမှာဘုရားပူဇာယဉ်ကျေးမှုတေဂိကတုခမလူပညာတို့ဖြင့်သိရှိအောင်ဘုံပြုပေးရပါသည်ဟုကျမ်းဂန်တွင်ဆိုလိုရှိခဲ့ပါသည်လားဘုရားတပည့်တော်တို့၏ယမနာအရှိန်ကမှာနေမီအစဉ်ထွက်ပေါ်လာတဲ့ကဲ့သို့ဘာဝနာတော်ကြီးလည်းထွန်းလင်းကပ်ပါစွာဖြစ်ပေါ်လာ၍ဂုဏ်ယူဝင်ကြွားပြပါကြောင်းဘုရားတပည့်တော်ယူတည်စွာရှောက်ထားအပ်ပါသည်ဗျာဘုရားတပည့်တော်အနေဖြင့်ဒီကုန်းချုပ်ရှောက်ထားလို့ဒီမှာယခုလိုဘာသာတော်ဆိုင်ရာဝိသကိတော်စက္ကန့်လူခံမှုရရှိတော်မူသောတရမဇောတိကတစားဗရဏထေရဝေကအားကြီးညိုမိကိုအားထားကြကုန်သောတရားတော်မှာအပေါင်းလူတော်ကောင်းတို့သည်ဘာကောင်းတဲ့ထုံးပေါ်ပေါက်ကသူ့နောက်ဆွေကြုံတနေ့လုံးနဲ့ဘုံကံဆင်းလျှောက်အငင်းရောက်၏ဟိတောပရိကကျမ်းလာပင်အမှန်စကားရှိခဲ့ကြလို့မြတ်ဗုဒ္ဓ၏သာသနာတော်ကြီးကိုမမိတ်မတော်အားတော်ကျိုးပန်းသာသနာအလုပ်တွေကိုကြိုးစားဆောင်ရွက်ခဲ့၍ယခုဝတ္တစိတ်တော်စက္ကအလူခံခြင်းခံရပါလို့ဖြစ်ပါတော့ဆရာနဲ့တကားရင်နဲ့ကြလို့အတူရှိွယ်ပြီးတိုင်းချုံပြီးချုံတိုင်းပြီးတဦးနဲ့တဦးအမိတဟဲပြု၍သာသနာပြုဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းဘုရားတပည့်တော်တို့တရားတော်မှာတွေလည်းပစ္စည်းလေးပါးကြီးဟူသောရေဖြင့်ကဆန်းနေရထောက်ပံ့ပြုသွားမည်ဖြစ်ပါကြောင်းနှင့်ဒီပူဇော်ပွဲကြီးကိုရည်စည်းအောင်မြင်အောင်အဖက်ဖက်မှဆောင်ရွက်ပေးကြကုန်သောဆရာတော်တန်ခါတော်များတာဝန်ရှိသူကြီးများအထူးဖိတ်ကြားထားသည့်ဧည့်သည်တော်များဂုဏ်မာကြီးမျိုးသမီးဝိအင်းခွင့်များကျေးရွာပေါင်းစုံမှတက်ရောက်လာကြသောတရားတော်မှာအပေါင်းတို့အားအထူးကျေးဇူးဥပဒေကတည်ရှိပါကြောင်းပြောကြရင်ဒီကုန်းချုပ်တင်ပြလျှောက်ထားရပါသည်ဗျာအစီအစဉ်ကရင်းလိုက်ဒီဂီတာအဖွဲ့မှဒေသရှင်ရုံးပန်းအိမ်နှင့်ဝိုင်းစုကျော်တို့မှာယတုဖြင့်ဤကျူးပူဇော်ပေးရန်ဖြစ်ပါတယ်ခင်ဗျာဒီနေ့ပြည်မနာမြို့နယ်ကျူးဝစုကျူးကျောင်းတဲ့ကြီးဦးစီးပဋ္ဌာနာနာယကတရမဇောတိကရဇဝေစိတ်ကျော်ရဗဒနာထေရဝိကမဟာတိရှင်သူမြတ်အားဂုဏ်ပြုပူဇော်ဝိနံပူဇော်ရဲ့အတွေ့ယတုတီးတဲ့ပိုက်ဆုံးအားရွတ်ဆိုဝင်ပြုတော်မူပါရှင်ဘုရား Amen.
ဒီ
အောင်စေတော်မှာဆုတောင်းပါသည်ဒီမှာမြင့်နေတော်ကျိုးကြောင့်တိုက်ဆရာတော်ဘုရားကြီးမန္တနာဒေနာဝန္ဒသာဓမ္မဇောတိကဘုဒ္ဓဂတိတော်ရရှင်သူများအဤခေတောပါတိအကျင့်ကိုဘုရားပြုတော်သာသနာ့ဤသာဓာတိကြောင့်ဇေကောင်းကြောင်းဆရာတော်မှာဖတ်ကြားပြုပါဘုရားဤတော်သူနယ်မြေနေပြည်တော်ပြည်မနာမြို့နယ်ကျိုးကြောင့်ရိုက်ကြီးဤဥဒိပဒနာနာယကသာဓမ္မဇောတိကတစ္ဆာဝေဒသတော်ရဗတ္တနာဒေနာဝန္ဒဤခေရောပတိအကျင့်ပါဗျာဇာတိဆက်တူငွေရည်သာဓမ္မဇောတိကတစ္ဆာဝေဒသတော်ရဆရာတော်ဗတ္တနာဒေနာဝန္ဒဤဇာတိဆက်တူငွေရည်ကတော့နေပြည်တော်ပြည်မနာမြို့နယ်ဘဒိုးစိတ်အုပ်စုဝေဒီကြီးရွာခမည်းတော်ဥတ္တစေမေတော်တော်ခင်တိတို့ဤသာသမီယနာသုံးယောက်ရှိသည့်အနည်းဒုတိယမြောက်သာရယဖြစ်ပါလေမိစုကစေဖွာရည်လေးရာရှိအခါဆရာတော်ဘာသာဒေသဝန္တကိုခမည်းတော်ဥတ္တစေမေတော်တော်ခင်တိတို့ဤတော်ခင်တိတို့က1326ခုတဘာဝဇန်7ရက်စနေနေ့တွင်မိရှုကစေဖွာနေခဲ့ပါသည်ငေနာဒီမှာမောင်တုံးဟုနာမတမို့ခေါ်ဆိုသုံးဆွဲခဲ့ပါသည်သာသနာအစရှင်သာမဏေကဗတ္တနာဒီနာဝနာကို1336ခုတဘာဝဇန်7ရက်နေ့တွင်နေပြည်တော်ပြည်မနာမြို့နယ်စင်သေးကြီးတော်အုပ်စုစင်သေးကြီးတော်ဥယျာဉ်ကျောင်း၌ဆရာတော်ဗတ္တနာဧတတိယဌာနမိဘဓမ္မတို့၏ပစ္စယဒုက္ခကိုခံယူ၍ရှင်သာမဏေပြည်သို့ရောက်ခဲ့ပါသည်ဝဲတော်မှာရှင်ထေရဝန္တဖြစ်ပါသည်သူဇံသူလအင်္စံယယမံရှင်သာမဏေရှင်ထေရဝန္တကို1386ခုတကူလဇန်ရှိရက်နေ့တွင်ရန်ကုန်မြို့တော်ကြီးရင်ဆရာကျောင်းရွှေတကုံဘုရားတောင်ဘက်ဘဝနီရဟန္တာတိတော်ဤ၌ဗတ္တနာဝိမလမာတိမြတ်ကိုဥပိ္ပဇေပြု၍ရန်ကုန်တိုင်းဗာမြို့နယ်ရဟန္တာယကဥလတိရဟန္တာယကမှာတော်တစုမိသားစုတို့နဲ့ပစ္စယဒုက္ခကိုခံယူကာမြင့်မြတ်သောယဟန်ဘဝသို့ရောက်ခဲ့ပါသည်ပရိယတိအခြေခံမိစတင်သည်အရှင်သေရဝန္တသည်ပရိယတိစာပေများကိုတေပြာတက်မြောက်နိုင်ရာအတွက်တေဒီဆရာတော်များပြည့်လို့ရင်တတိကောင်းတရားအရင်တတိကောင်းတရားပြည့်အောင်အရင်ကြိုးစားရမည်ဟူသောနိုင်ကစောင့်ဖို့နဲ့အညီပညာရေးရဖို့အတွက်တတိကောင်းပြီးရန်ကုန်မြို့တော်ကြီးရင်ဆရာကျောင်းဗတ္တနာဝိမလဌာနရှင်သာမဏေပိုင်းဆိုင်ရာဒေနာရှင်ပြုဝဒရာတင်ကဝိနည်းစတဲ့အရှင်သာကျမ်းစာများကိုတင်ယူခဲ့ပါပြီဒီမနာမျိုးမဟာဝိသုဒ္ဓယမဇေဘကျောင်းကမိဂမဟာရကဂုရုနိုင်ငံတော်ဩဝါဒစရိယဗတ္တနာကဝိဌာန၌၎င်းကဝိသာရဌာန၌၎င်းမဟာဝိသုဒ္ဓယမဇေဘကျောင်း၌ကာယဆရာတော်ကမဟာပါဏိတာဗတ္တနာဓမ္မတာရဌာန၌၎င်းရန်ကုန်တိုင်းမဟာမြို့နယ်မဟာဝိဘုံသာကျောင်း၌နိုင်ငံတော်သာကမဟာနိုင်ငံတော်သာကမဟာနာယကဒုတိယဥက္ကဋ္ဌဗတ္တနာဧ
လာဒီဟိုတာဌာန၌၎င်းပညာရည်တို့တောင်းဆိုခဲ့ပါပြီ။အာမိငယ်သောစာဝေများအခြေခံမူလတန်းကို1349ခုနှစ်ကအောင်မြင်သလိုပထမငယ်တန်းကို1348ခုနှစ်အောင်မြင်ခဲ့ပါတယ်။ပထမတန်းကိုတော့1350နှစ်မှာအောင်မြင်ခဲ့သလိုပထမကြီးတန်းကို1356ခုနှစ်တွင်အောင်မြင်ခဲ့ပါပြီ။ယခုကဓမ္မစရိယဆရာတန်းကိုဆက်လက်စီးပူးလျက်ရှိပါသည်။သာသနာပြုဆောင်ရွက်ခြင်းမှန်ကန်များ1388ခုမှစ၍1388ခုနှစ်ယနေ့အချိန်ထိမြမနာမြို့နယ်တမဝေဘုရားကြီးစုတော်ဘုရားကြီးဩဝါဒစရိယဆရာတော်အဖြစ်၎င်းမြမနာနေပြီးတော့မြမနာမြို့နယ်မဟာဝိဒုရာမဇေဘုံကျောင်းတိုင်း၌အခြေခံပရိယတ်ဇာပေများကိုတင်ကြပို့ချပေးခဲ့ခြင်းကျောင်းတိုင်းအတွင်းဓမ္မဝိနည်းစာပြန်ဝဲ၌စာတော်စာမပြုလုပ်ပေးခြင်းတို့ဖြစ်ပါလေ။ဒါတော့ရ80နဲ့တခုရာဇဝလာ73ရက်နေ့တွင်နေပြည်တော်မြမနာမြို့နယ်ကျွန်းကြီးရွာကျွန်းကျောင်းတိုင်းကြီးသို့သာသနာတာဝန်များကိုထမ်းဆောင်နိုင်ရာအတွက်ရောက်ရှိခဲ့ပါလေ။ရောက်ရှိသည့်နေ့မှစ၍ကျောင်းတိုင်းအမိန့်၌သာသနိကအစာအုပ်များပြီးသားခြင်းတရားစီရင်များတည်ထားကုန်ွယ်ခြင်းသာသနာတော်၏အစီခံ၍တည်တတ်စေရန်ရေစိတ်ခံ၍တောင်းတအတွင်း၌ရှေသာမဏေများဝတ်ပြု၍အစီခံပရိယတိဇာပေများကိုကိုယ်တိုင်တင်ချပို့ချပြီးစာရိတ္တကြီးများကိုဆရာတော်မှပစ္စည်းမှထောက်ပံ့၍ပညာသင်စေခဲ့ပါသည်ဒီဟာတွင်ရှိဒီသွေးငယ်များဒီကျေးလိမ္မာဖြစ်စေသည့်အကျိုးကဒီကျေးလိမ္မာစာမှုပွဲများကိုတိတိတာပို့ချခြင်းဆရာတော်ကြီးပညာဘုရားကြီးပညာရေးကြောင်းများနှင့်ရဝေဒေတာမရှိဆင်းရဲတော်မှာမရှိဆင်းရဲတော်မှာပညာကိုလည်းပဲထောက်ပံ့တူတန်းပေးခဲ့ပါသည်ဝရစိတ်အောင်ကစက်ကတူတန်းခဲ့ပါပြီအဲ့ဒီမှာသာသနာပြုလုပ်ငန်းကိစ္စများနှင့်သာသနာတော်များခန်းဆောင်ခဲ့တဲ့ပြင်2026ခုနှစ်ဇန်နဝါရီလ4ရက်1389ခုနှစ်ရာဇဝလာဇန်ရက်နေ့တွင်ပြည်တော်စုမြန်မာနိုင်ငံတော်အစိုးရသာသနာရေးဝန်ကြီးဌာနမှတက္ကမဇောတိကဒဇဝဲစိတ်တော်ကိုရရှိကြောင်းကြေညာခဲ့ပါသည်၎င်းက1380ခုတဘာဝလာပြည်နေ့ဤတနာရီအချိန်နေပြည်တော်ကောင်စီစီမင်းအဲ့ရိတ်သာခမ၌တက္ကမဇောတိကဒဇဝဲစိတ်တော်ကိုစက်ကအလူခံခဲ့ပါသည်ခုနဥစာရှိန်အခါဆရာတော်ကဗုဒ္ဓတိအလုခံရရှိပြီးတဲ့နောက်1388ခုနေရလာကရှိရမည်ဒူးကြီးရွာတပိဒကာဒကမများနှင့်သမဂတန်ခါအချင်းချင်းပရိသတ်ဆုံးလုံးနည်းဖြင့်ပူဇော်ခဲ့ပါသည်ယခုကဆရာတော်သည်အေးချမ်းပျော်ရွှင်စွာသာသနာပြုလျက်တတိသုံးနေထိုင်လျက်ရှိပါသည်ကတိညုတကရဝေဒီကျေးဇူးတင်မင်္ဂလာဒုကြောင့်ဆရာတော်သည်ဝဲရည်တော်ပူဇော်ဝဲကြီးကိုပြည့်စည်အားပေးအောင်အဘက်ဘက်မှဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်ဆရာတော်သံဃာတော်များနှင့်နေပေါင်းစုံမှရောက်လာကြကုန်သောတတိတန်ဃာဓမ္မများကိုအားလုံအားနှုတ်အားငွေအားပစ္စည်းများအားဖြင့်စွမ်းနိုင်တဲ့များပါဝင်လူတန်းခဲ့သည့်အလူရှင်များပြောပြရေးရိုက်ကူးရေးအဖွဲ့ပေါင်းတို့အား၎င်းကျေးဇူးတင်ထိုက်သူများအားလုံးကိုဆရာတော်နှင့်ပူဇော်ပွဲပြည့်မြောက်ရေးကော်မတီအဖွဲ့မှအခုကျေးဇူးဥပကာရတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်ဗျာအစီအစဉ်ရပြင်မနာမျိုးဒေသရှင်ရောပန်းအိမ်မှာဝိရဝိ
ထပူဇာတေးထက်သောအမှတ်တွေကိုတီကျူးပူဇော်ပေးရန်ဖြစ်ပါလိမ့်မယ်။ ကျင်းအုပ်စုကျင်းကျောင်းတိုက်ကြီးဦးစီးဗရဏနာယကတတမဇောတိကတစားဝရစိတ်တော်ရဗတ္တန္တထေရဝတ္တမဟာထေအရှင်သူမြတ်အားခုနပူဇာတေထလွာတအားဖျားပြီးတော့ရွံပဲအိမ်မှဂုံပြုတီးဆိုပူဇော်ခွင့်ပြုတော်မူပါအရှင်ဘုရား You